မင်္ဂလာပါချစ်တို့ရေဒီနေ့တော့အိမ်မှာကီမာကပတ်လေးကြော်ပါတယ်ဒါတတိလေးတုံးထားရတယ်ကိုစားချင်းချက်သူမျိုးကြိတ်ထားတာဒါကချက်သူနီးကြိတ်ထားတာပါသူ့ကိုရေတခြားဆင်အောင်ညှစ်ပြီးတော့ထည့်ပါတယ်ရှင်ယူသီးစိမ်းထည့်ပါတယ်နနမင်းပူစီနံပဲမုံအကြက်မုတ်ထည့်ပါတယ်ရှင်ပြီးတော့ဇီတာနနန်စီဒါကအသားမဆလာပါညိုကောင်းမုတ်ပါကျုပ်တစ်လုံးခလောက်ထားတာကိုနည်းနည်းထည့်လိုက်ပါတယ်နည်းနည်းချင်းစီထည့်ပြီးတော့မှသူ့ရဲ့အပြောအမှာပုံမှုတီးပြီးတော့ထည့်လို့ရပါတယ်ရှင်စနွင်ညိုသီးမုတ်ထည့်ပါတယ်ပြီးတော့တာကိုတခြားညှက်သွားအောင်ချိန်လိုက်ပါတယ်ဒီကတတာထဲမှာခဏလောက်နှက်ထားလိုက်ပါတယ်ရှင်ပြီးရင်တော့အခုလိုမျိုးအပြားလေးတွေလုပ်ပြီးတော့ကြော်လိုက်ပါတယ်အလုံးလေးတွေကြော်လဲရပါတယ်ရှင်ဒီနည်းလေးရဆိုရင်တော့အသားကပတ်လုံးကြော်လို့ရှိရင်လည်းပေါက်ပြီးတော့မထွက်သွားပါဘူးအရန်ကိုစားလို့ကောင်းပါတယ်အနံ့လေးလည်းမှုေးပြီးတော့ကြော်ရင်လည်းဒီမှာကြည့်ပါအခုလုံးဝပေါက်မထွက်ပါဘူးရှင်ကဲအခုဆိုရင်တော့ကပတ်လုံးကြော်လေးရသွားပါပြီမမေလို့တရက်ဘာချက်မလဲစဉ်းစားနေတဲ့ချီလီတို့တကူနီးလေးလာပြီးမျှဝေပေးတာပါရှင်ကျေးဇူးပါ